2026 10G ဖိုင်လေး17 break 6 site တင်လိုက်ပါပြီနံပါတ်စင်းရောင်လေးစမယ်956နေဒီဘက်လာပါပြီအပေါ်တက်သွားပါပြီ348ကနေဒီတက်လာပါပြီပေါ်တက်ပါပြီ939ခွန်ကနေဒီဘက်လာပါပြီ1 2 3 4 1 2 3 4 5 353လို့တစ်ပရိတ်ပါခင်ဗျာပထမကတ်လို့ပေါ့965ပတ်လဲပေါ့ဗျာအကုန်ဒီကနေဒီဘက်တက်လာပါပြီရနေပြီးတော့ပထမကတ်လို့ပါပဲ483ကနေဒီဘက်တက်လာပါပြီဒီကနေတက်ပါပါပြီပထမကတ်လို့ပါပဲ939ခွန်ကနေ1 2 3 4 1 2 3 4 5 353ပါအစိမ်းရောင်လေးပါဟိုင်ညီရောင်လေးကြည့်အောင်တစ်ဆိုင်443ကနေဒီဘက်လာပါပြီအကွာဝေးတူတူပါပဲ982ကနေဒီဘက်လာပါပြီအကွာဝေးတူတူပါပဲ142နဲ့ဒီဘက်လာပါပြီခွန်ထွိုင်းတစ်ပရိတ်ပါဒုတိယကလေးပထမကလို့ကြည့်ရအောင်344ပထမကလို့ပါပဲ85နဲ့ပထမကလို့ပါပဲဒီအကွာဝေးတူတူပါပဲ14နဲ့ကနေဒီဘက်လာပါပြီဒီမှာ10ချိန်ပါပဲသူကအနီရောင်လေးဖြစ်ပါတယ်နီရောင်လေးဖြစ်ပါတယ်တစ်ပရိတ်ခွန်ထွိုင်းပါတတိယကလေးကြည့်အောင်အပြာရောင်လေး968နေလာပါပြီအောက်ဆင်းလာပါပြီအကွာဝေးတူတူပါပဲ648ကနေဒီဘက်တက်လာပါပြီ698ကနေဒီဘက်လာပါပြီအကွာဝေးတူတူပါပဲ698ကနေပြီးတော့183ကနေ1 2 3 4 1 2 3လို့908လို့လာပါတယ်908ကနေဒီဘက်လာပါပြီဒီဘက်မှာ134ကနေဒီဘက်လာပါပြီ1 2 3 1 2 3 4 5တက်ပရိတ်ပါ401ဆိုတဲ့ site ပါ490တက်ပရိတ်ပါနောက်ထပ်ဒုတိယကလေးကြည့်အောင်အပြာရောင်ပထမကတ်လို့ပါပဲ685နေအောက်ဆင်းလာပါပြီ685ကနေအောက်ဆင်းလာပါပြီနောက်ကွာဝေးတူတူပါပဲပထမကတ်လို့ပါပဲ846ကနေဒီဘက်လာပါပြီကွာဝေးတူတူပါပဲပထမကတ်လို့ပါပဲ986ကနေဒီဘက်လာပါပြီကွာဝေးတူတူပါပဲပထမကတ်လေးလိုပါပဲ318ကနေ1 2 3 4 1 2 3ခွန်1 2 3ပထမကတ်လိုပါပဲအဲ့ဒါဒီဘက်လာပါပြီဒီဘက်လာတော့ပထမကတ်လိုပါပဲ1 2 3 4 5 1 2 3 4 5အပြာရောင်လေးပါ490အပြာရောင်လေးပါကဲနောက်တစ်ကတ်ကြည့်အောင်ခရမ်းရောင်လေးကြည့်အောင်290နေပေါ်တက်ပါပြီ245နေဒီဘက်လာပါပြီကွာဝေးတူတူပါပဲခွန်9နဲ့အောက်ဆင်းလာပါပြီ146တက်ပရိတ်ပါ146တက်ပရိတ်ပါဒုတိယကလေးကြည့်အောင်ခရမ်းရောင်လေးပထမကတ်လို့ပါပဲ920နေတက်လိုက်ပါပြီ245နေဒီဘက်တက်လာပါပြီပထမကတ်လို့ပါပဲ9ပထမကတ်လို့ပါပဲဒီအောက်ဆင်းလာပါပြီဒီမှာ10ချိန်မှာ9
ကိုခွန်နှစ်လို့ပါပါတယ်ကိုခွန်နှစ်လို့ဖြစ်ပါတယ်နောက်တစ်ခါတကတ်ကြည့်အောင်ဒီရောင်လေးကြည့်အောင်9နှစ်လေးနဲ့အောက်ဆင်းပါပြီကွာဝတ္တူလိုပါပဲဒီဘက်လာပါပြီကွာဝတ္တူလိုပါပဲ450ကနေဒီဘက်လာပါပြီခွန်1 3တစ်ပရိတ်ပါဒုတိယကလေးကြည့်အောင်ပထမကတ်လိုပါပဲ2 4 5ပထမကတ်လိုပါပဲကွာဝတ္တူလိုပါပဲ2 4 5 4 6 1ကနေဒီဘက်ဆင်းလာပါပြီ435ကနေဒီဘက်တက်လာပါပြီ10ချိန်မှာ10ချိန်မှာဒီမှာဒုအကြောင်းလေးနဲ့ပါ3 1ခွန်လို့ဖြစ်ပါတယ်အဝါရောင်လိုင်းလေးကြည့်ရအောင်သူစစ်ကလန်နဲ့ဆိုရင်ဒီမှာကြည့်လို့ရပါတယ်9 3 9ဒီမှာစစ်ကလန်တော့ကြည့်ရတယ်အဲ့9 3 9ကနေဒီဘက်ဆင်းလိုက်ပါပြီ336ကနေဒီဘက်ဆင်းလာပါပြီကာလာလေးခွဲတာပါတယ်1 2ကနေဒီဘက်လာပါပြီ630ကနေဒီဘက်လာပါပြီ964 135လို့လာပါတယ်135လို့လာပါတယ်အဲ့ရနေပြီးတော့ဒီဘက်တက်လာပါပြီတက်လာတဲ့ခါကျတော့ဒီမှာတက်ပါပြီစစ်ကလန်နဲ့ဆိုရင်ဒီမှာ443ရှိပါတယ်စစ်ကလန်ဆို443လို့ကြာလာပါတစ်ပရိတ်ပါပထမကတ်လေးပါဒုတိယကတ်လေးကြည့်ကြအောင်ဒုတိယကတ်လေးကြည့်အောင်စစ်ကလန်ဆိုဒါမလို့935ပထမကတ်လို့ပါပဲ935အောက်ဆင်းလိုက်ပါပြီ336ကနေအောက်ဆင်းလိုက်ပါပြီ1 ပထမ site လို့ပါပဲပထမကတ်လို့ပါပဲအဲ့ဒါဒီဘက်မှာလာပါပြီဒီမှာပထမကတ်လို့ပါပဲ630 964 315ပတ်လေပေါ့ပထမဖရိန်တိုင်းပါပဲအဲ့ဒါဒီဘက်တက်လာပါပြီဒီမှာတက်လိုက်ပါပြီ10ချိန်ပါဝါရောင်လေးဖြစ်ပါတယ်ဝါရောင်လေး443အဲ့ဒါပါပဲ